လာပါရှင်။သမီးနာမည်ကတော့မချီကိုဖြစ်ပါတယ်။မချီအခုမိတ်ဆက်ပေးချင်တာကတော့အငြင်းခန္ဓာကိုယ်တက်ရပြီးလက်ပါသိမယ်ဖြည့်ဆက်စာလေးပဲဖြစ်ပါတယ်ရှင်။ဒီဖြည့်ဆက်စာလေးကိုတစ်လတောက်ရုံနဲ့ခန္ဓာကိုယ်လှပပြီးခါကိုသေးသေးစီမှာဖြစ်ပါတယ်။ဒီချိန်ကလည်းလောက်ရမလို့နော်။ဒီဖြည့်ဆက်စာလေးရဲ့နာမည်ကတော့ next day ပဲဖြစ်ပါတယ်ရှင်။ next day လေးကိုတောက်ရုံနဲ့စိတ်တိုင်းကြတက်ရလှပပြီးနောက်ထပ်လည်းဝမလာတော့ဘူးပေါ့။စာလောင်စီရဲ့ side effect တွေလည်းမရှိဘူးနော်။တကယ်လက်တွေ့အကျိုးရှိစေလို့မချီကဒီ next day လေးကိုမိတ်ဆက်ပေးရဖြစ်ပါတယ်ရှင်။ဒီဘူးလေးရမှာအထောက်10တော့ပါပါတယ်ရှင်။ထောက်3တော့4တော့5တော့6တော့9တော့10တော့9တော့10တော့တောင်းနည်းလေးရတော့ထောက်ကလေးကိုဒီလိုဖတ်ရှင်းနဲ့တောက်ဆရာမလို့ပဲဒီတိုင်းမောချလိုက်အောင်ပါပဲတောက်ပြမယ်နော်အရာကအရင်ရှိရပဲချက်ကလည်းအရာတာလीနော်နေ့လေစားဒါမှမဟုတ်မနက်စာမစားခင်တနေ့တစ်ထုပ်တောက်အောင်လည်းအဆင်ပြေပါရဲ့ရှင်မိတ်ဆက်ပေးလိုက်ပြီနော်လူကြီးမင်းတို့လည်းဒီ next day လေးကိုသဘောကျမှာပါဝယ်ဖို့မမေ့ကြနဲ့နော်bye